ပြီးတော့သူ့ကိုမျက်ခြောက်တွေနဲ့မြုပ်ခဲ့တာလေကျွန်တော်မဟုတ်ခင်ဗျားလည်းကျွန်တော်တက်တဲ့အခိုင်လုံးနဲ့ထောင်ထဲရအောင်ထည့်ပါကျွန်တော်မိရလည်းကျွန်တော်လုံအောင်လုပ်ပါဒါနှစ်ဖက်စလုံးကလုံမဲ့ကိစ္စဒီနေ့မှထူးခြားတာကတော့ဒီဟိုပျောက်ဆုံးခြင်းနောက်ွယ်ပေါ့ဒီဟာကတော့ကျွန်တော်တို့ထူးထူးခြားခြားကားလေးတကားဖြစ်ခဲ့ပါတယ်ပေါ့သူ့ဆိုရွာသူလည်းလူကြံခဲ့ရဒါပေမဲ့အခုသူ့ဆွဲကြိုးကခမရတို့ရွာလူရဲ့ကားထဲမှာရှိနေတဲ့ဆိုတွေကဘိုးကြီးကိုတကယ်တတ်တဲ့ကောခမရပေါ့ဝင်ချင်ပါရှိတယ်နော်ဒါဘာလို့ဆိုဟိုပုံမြင်နေကြပုံစံတိုင်းမဟုတ်ဘဲနဲ့လုံးဝအတီ character ဘယ်လိုပြောမလဲတကယ်လဲတာဝန်ကြီး character တခုအဲ့တုန်းကရိုက်ခဲ့ရတဲ့အတွက်ဒီနေ့မှာတော့ဒါလေးကတော့ထူးခြားပါတယ်နောက်နှစ်ဒီမှာလည်းအဲ့လိုမျိုးထူးခြားတဲ့ကားတွေထူးခြားတဲ့ character တွေထပ်ပြီးတော့လုံရဖို့လည်းမျှော်လင့်ပါတယ်ခင်ဗျာ